Hello guys ဒီနေ့ဆရာတို့2025 Major Paper 3-1ရဲ့ဒုတိယတစ်ပိုင်း spreadsheet လေးကိုသွားရအောင်ဒီမှာဆိုရင်ဆရာတို့က Tara Reasons ကို assist လုပ်ပေးရမှာပေါ့နော် assistant အနေနဲ့သူရဲ့ performance data တွေကို analyze လုပ်ဖို့အတွက်ကူညီရမယ်ဆိုပြီးပြောထားတယ် Open and examine the file test.csv ကိုသွားဖွင့်ကြည့်မယ် right align in the header ရဲ့ right align ထဲမှာ created by ဆိုပြီးတော့ follow by a space လေးချမယ်ပြီးရင်ကိုယ့်ရဲ့နာမည်စနစ်နံပါတ်ကိုင်းတဲ့နံပါတ်လေးကိုထည့်မယ်ပြီးရင် folder ထဲမှာကျတော့ created on ဆိုပြီးတော့ follow by a space လေးချမယ် automatic date ပြီးရင်ဘာလုပ်မလဲဆိုတော့ space လေးချပြီးတော့နောက်ထပ် add ဆိုတဲ့ဟာလေးရေးပြီးရင် space လေးပြန်ချပြီး automatic time လေးကိုထည့်မယ်ပေါ့နော်ပြီးရင်ဆိုတော့ဒီမှာ test data ဆိုပြီးတော့ဆိုတော့ဒီကောင်ကိုဆက်ပြီးတော့သုံးချမယ်နော်ဆက်ပြီးတော့ save ပြီးတော့သုံးချမယ်ပေါ့နော် okay အဲ့ဒါဆိုရင်ဆရာတို့သူပြောထားတဲ့အတိုင်း resource file နဲ့ကိုသွားမယ်ဒီမှာ test ဆိုတဲ့ဟာလေးကိုသွားဖွင့်မယ်ဒီမှာဆိုရင်မေးခွန်းကသူပြောထားတဲ့အတိုင်းဆရာတို့ created by ဆိုတဲ့ဟာကို right align in the header မှာဆရာတို့ဒီသွားပြီးတော့ရေးရမယ်ပေါ့နော်အဲ့တော့ created by ဆိုတဲ့ဟာလေးကို right align in the header မှာရေးမယ်အဲ့တော့ right align in the header ဆိုတော့ဒီဟာလေးကိုပြောင်းလိုက်မယ် right align header ဆိုတော့ဒီမှာ created by follow by a space လေးချပြီးတော့ဆရာတို့ရဲ့နာမည်ပြီးရင်center number ဆိုတော့ဒါလေးထည့်မယ် candidate number လေးကိုဆရာတို့ထည့်မယ်เนาะအဲ့ဒါက header ရဲ့ right align footer မှာကျတော့ created on ဆိုတာလေးကိုရေးပြီးရင်ဘာလုပ်မလဲဆိုတော့follow by a space ချမယ် date ပြီးရင် space ပြန်ချပြီးတော့ add ရေးပြီးရင် space ချပြီးတော့ time ကိုထည့်မယ်အဲ့ဆိုရင်footer မှာဘယ်နာထည့်လို့မပြောထားဖြစ်တဲ့အကြောင်းကိုကြည့်တဲ့နေရာထည့်ပါเนาะဆရာဒီဘက်မှာပဲထည့်လိုက်တော့မယ် created on ဆိုပြီးတော့ space ချမယ်ပြီးရင်ဆိုတော့ automatic date ကိုထည့်မယ်ပြီးရင် space ပြန်ချမယ်ပြီးရင် ATS ဆိုတာလေးကိုထည့်မယ်ပြီးရင် space ပြန်ချမယ်ပြီးရင်ဆိုတော့ automatic time ဆိုတာ current time လေးကိုထည့်လိုက်မယ်เนาะအဖြေကဒီမျိုးလေးဖြစ်လာလိမ့်မယ်ပေါ့နော် okay ပြီးရင်ဆိုတော့မေးခွန်းလေးကိုဆက်သွားကြည့်မယ်ဒါနာမည်ကို test data follow by your sender number ကိန်းလေး number လေးနဲ့ဆေးရမယ်ဆိုတော့ဒီဟာကိုသွား sorry ဒီဟာကိုသွားဆေးမယ်အဲဆိုရင်ဆိုတော့ဒီကောင်ကို file ကနေမှာ save as ပြီးရင် browse ကိုသွားမယ် browse ကနေမှာဆရာတို့ရဲ့အလုပ်လုပ်နေ2025 Major 2-1နဲ့မှာပဲဆိုတော့ဒီ test data ဆိုတဲ့ file လေးကိုသွားသိမ်းမယ်ပေါ့နော် test data follow by your center number ပြီးရင် candidate number ဒီမျိုးပုံစံလေးနဲ့ဆိုတော့သိမ်းရမှာပေါ့နော်ပြီးရင်ဒါလေးကို Excel workbook ချိန်မမေ့ပါနဲ့အရင်အရေးကြီးရနော်ပြီးရင် save နေမယ်ရပြီပြီးရင်ဆိုတော့ဒါလေးကိုပြင်လိုက်နော် okay အဲ့ဆိုရင် ready ဖြစ်သွားပြီပေါ့နော်ပြီးရင် missing line ဖြစ်တဲ့ number တွေကို column A တွေကနေမှဆိုတော့သွားပြီးထည့်ပေးရမယ်ပေါ့နော်အဲ့ဆိုရင်ဒါလေးကိုတစ်ချက်လောက်ရှင်းလိုက်မယ်အဲ့တော့ missing ဖြစ်တဲ့ဟာဆိုတော့ဒီမှာပေါ့နော် line number တွေဒီမှာ column A မှာပြောင်းနေရလေးတွေရှိရအဲ့ဆိုဆိုတော့ဒါလေးကို select ဆွဲလိုက်မယ်ပြီးရင်ဒီအကုန်လုံးကိုသူရဲ့ number ရှိသလောက်အထိဆိုတော့လိုက်ပြီးတော့ဖြည့်ပေးလိုက်နော်အဲ့ဆိုဒီမှာ40အထိခဏနေပေါ်လာပြီပေါ့နော်ဟုတ်ပြီပြီးရင် replicate the formula in cell F14 replicable formula F14 နဲ့မှာရေးပြရမှာ calculate the time in second taken for this lamp ပေါ့နော်အချိန်ကိုတွက်ပြရမှာပေါ့နော်တွက်ပေးမဲ့ဟာကလည်း minute က1 second က40 1000 second က484ဆိုရင်တဲ့သူကဒီဖြေလေးပြရမယ်ဆိုတော့ဒါ sample လေး example လေးပေးထားတယ်10 minute မှာလည်း60 second ရှိရလို့ဆိုတော့ပြောထားတယ်ပေါ့နော်အဲ့တော့ပြီးရင် F14 မှာထည့်ရမယ့်ဒီဥစ္စာကို3 decimal place နဲ့ပဲဆိုတော့သတ်မှတ်ခိုင်းထားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ဒါလေးကိုတွားရေးမယ်ဆိုကြတော့ဒီ equal ပေါ့နော် F4 ဆိုဒီ equal ပေါ့နော်အဲ့တော့ဆိုတော့ F14 အဲ့ဆိုရင် F14 ကဒီ equal ပေါ့နော်အဲ့ဒါတို့တခုခုမားနေဖြစ်ရမယ်နော် F4 ဖြစ်ရမှာ F14 ကဒါမေခွန်လွဲနေဖြစ်ရမယ်နော်ဒီမှာရေးမှဒီအောက်ကို copy ကူးချမှာဆိုတော့နော်အဲ့ဒါဆိုရင် F14 ဆိုတာကလည်းနည်းနည်းလေးလွဲနေတယ် F4 ဖြစ်ရမှာပေါ့နော်အဲ့တော့ F4 မှာဆိုတော့ဒီ equation ကိုတွားရေးမယ်အဲ့တော့ရေးတဲ့အခါမှာဆိုရင်သူက equal to ဆရာတို့ကဘာလို့ရမလဲဆိုတော့တွက်ရမှာကွာတွက်ရမှာဆိုတော့အကုန်လုံး second ပုံစံမျိုးနဲ့တွက်မှာဖြစ်တဲ့အကြောင်းမို့ဒီ minute ကိုဆိုတော့ဘာနဲ့မြောက်60နဲ့မြောက် minute ကိုကျတော့60နဲ့မြောက်ပြီးတော့ minute ပြောင်းလိုက်မယ်ပြီးရင် plus ဆိုတော့ဒီ second sorry minute ကို second ပြောင်းမှာဆိုတော့60နဲ့မြောက်တယ်အဲ့ပြီးရဆိုတော့ဒီ second လေးကို second ဒီတိုင်းပဲထားမယ်ပေါ့နော်အဲ့ဒါတခုကကျတော့ဒီမှာ 1000 of the second ဆိုတာက1000 of ဆိုတာ1000ပုံဆိုတော့ဆရာတို့ဘာနဲ့စားမလဲဆိုတော့1000နဲ့ပြန်စားလိုက်မယ်အဲ့ဆို second ရဲ့ value တက်ရမယ်ပေါ့နော်အဲ့ဒီမျိုးလေးဆရာတို့ထည့်ရမှာအဲ့ဆိုရင်သူပြောထားတဲ့အတိုင်း1ရဲ့14ရဲ့484ရဲ့ဆိုတော့ 74.484 ရတယ်တဲ့အဲ့ဆိုရင်1ရဲ့14ရဲ့484ဆိုရင် 74.484 ရတယ်အဲ့ပြင်တော့ဆရာတို့ဒီ F14 ဆိုရဲအခုအကွက်ပေါ့နော်လုံနေတဲ့ဟာကိုဆရာတို့3 decimal place နဲ့ဆရာတို့ထားရမယ်လို့ပြောထားတယ်ဒါဆိုရင်ဆရာတို့ဒီကောင်ကိုတစ်ချက်ထောက်မယ် right click ပြင်ဆရာတို့ဒီမှာ format cell ကို
ဆိုတော့ဒီမှာ number ပေါ့နော် number ကို decimal က3 decimal ဆိုတော့3လို့ထားလိုက်မယ် okay လို့နေလိုက်မယ်ဒါဆိုရင်3 decimal ဖြစ်သွားပြီဒါကိုသူကဘာလုပ်ခိုင်းတာလဲဆိုတော့ replicate formula for all lamp အကုန်လုံး replicate လုပ်ခိုင်းနေဆိုရင်ဆိုတော့ဒါလေးကို double click လေးနှိပ်လိုက်ပေါ့နော်ဒီတောင်းတာလေး double click လေးနှိပ်လိုက်ရင်အကုန်လုံးဒီ3 decimal နဲ့တူဝင်သွားလိမ့်မယ်နော်အဲ့ပြီးကြမှာ insert 10 row 10 row ကိုဆိုတော့1နဲ့2ကြားမှာသွားထည့်ရမယ်အဲ့တော့10 row ကို1နဲ့2ကြားမှာထည့်မယ်ဆိုတော့ဒီ1နဲ့2ကြားထဲမှာဆိုတော့ row အသစ်10 row ထည့်ရမှာဆိုတော့2ကနေစာရေး select ဆွဲမယ်အဲ့တော့2 3 4 5 6 11ထိပါနော်ဒါဆို10 row ရှိသွားမယ် right click ပြီးရင် insert နှိပ်လိုက်ရင်ဒီမှာ10 row တူအသစ်ဝင်သွားလိမ့်မယ်အဲ့တော့သူတို့ခုနကမာတာဒါနေပါလိမ့်မယ်ဆိုတော့ဒီမျိုးလုပ်ပြီးကြမှာပဲဒီမှာ F14 ဆိုတဲ့အကွက်ဒီမှာရောက်သွားမှာနော်အဲ့တော့ Micron ရှင်းနောက်လေးနည်းနည်းလွယ်သွားတာဖြစ်ပုံများမယ်နော် Micron ဒီနံပါတ်ပေါ်အောက်လေးလွယ်သွားတာဖြစ်ပုံများမယ်ပြီးရင် move the content ဆိုတာစာတွေပေါ့နော် set h30 to h20 ဟာကို a3 to a10 ကိုဆိုတော့ရွှေ့ရမယ်တဲ့အဲဆိုရင် h13 ဆိုတာဒီကနေမှာဒီထိပေါ့နော် h20 ဒီဟာကိုဆိုတော့ move လို့တော့ control x ပေါ့နော် cut လုပ်လာမယ်ဘယ်လိုရွှေ့မလဲဆိုတော့ a3 ကနေ a10 ထိပေါ်အောင်လို့ဆိုတော့ဒီနားမှာသွားပြီးရွှေ့ရမယ်နော် okay အဲဆိုဒီမျိုးလေးရပြီဆိုရင်နောက်တစ်ခုသွားရအောင်A1 to F1 ကို mark ဆဲလုပ်မယ် A1 ကနေ F1 ထိကို mark ဆဲလုပ်မယ်ပေါင်းမယ်ပြီးရင်ဒီဟာကိုတဲ့ black 36 font နဲ့ sans serif ဖြစ်ပြီးတော့ yellow background ဆိုတော့ထားပေးရမယ်အဲ့တော့ font size ကဘယ်လောက်လဲဆိုတော့36ဒီကောင်ရဲ့ font size က36ထားပေးရမယ်ပြီးရင် area ဖြစ်ရမယ်အဲ့တော့ sans serif ဆိုတာ area ဖြစ်ရမယ်နော် area ဖြစ်ရမယ်ပေါ့နော် sans serif ဆိုတာ area ဖြစ်ရမယ်နောက်ခံကအဝိုင်အောင်ဖြစ်ရမယ် okay ပြီးပြီဆိုရင်တော့ A12 to F12 ကို mark ဆဲလုပ်မယ် A12 ကနေ F12 ကနေ F12 ထိကို mark ဆဲဆိုပေါင်းလိုက်မယ်ပေါ့နော်ပေါင်းလိုက်ပြီဆိုရင်ဆရာတို့ကဒီ row 1 to 13ဒီပုံစံတိုင်းဖြစ်အောင်လိုက်ပြင်ပေးရမယ်အဲဆိုရင်ဆရာတို့ဒီကောင်လေးက2 line ဖြတ်မယ်ဆိုတော့ web test လုပ်လိုက်မယ်ပြီးရင်ဒီအောင်လေးဆိုတော့ဆင်းလိုက်မယ်ဒါပြမှာဖြတ်ထားရတယ်ဆိုတော့ on မှာသွားရဖြတ်ထားတယ်ပေါ့နော်ပြီးရင်ဒါလေးတွေကဒီဘက်ကိုကတ်မယ်ဒီကောင်လေးကိုလည်းဆရာတို့ပေါင်းထည့်မယ်ဒီကောင်လေးကိုလည်းဆရာတို့ပေါင်းလေးထည့်မယ်ပြီးရင်ဒီကောင်ကလည်းပေါင်းလေးထည့်မယ်ဒီကွက်ကလည်းဆရာတို့ပေါင်းလေးပါမယ်ပြီးကြတော့Micron ကဒီမှာ 1000 of a second ကဒီမှာ2ကွက်ဆင်းနေရမှာပေါ့နော်ပြီးရင် supercharge ကလည်းဒီဘက်လေးနည်းနည်းလေးကျဲမယ်ဒါလေးအောင်နေဆင်းလိုက်အောင် okay 1000 of a second ကိုလည်း word test လုပ်လိုက်မယ် word test လုပ်ပြီးတော့ off ဆိုရအောက်စားလေးအောက်တလိုင်းအောင်ဆင်းအောင်ဆင်းဆိုတဲ့မျိုးပုံစံ okay ပြီးရင်ဒီတစ်ခုလုံးကစာတွေကအလဲကိုရရမယ် okay ဒီမျိုးလေးဖြစ်ပြီเนาะဆိုရင်တော့ဆိုတော့ဒီ on ဆိုတဲ့ဟာလေးကိုပြန်ညှိပေးရမယ်ဆိုဒီဟာလေးကိုပြန်ချုပ်ဒီမျိုးလေးဖြစ်เนาะ okay ဆိုနည်းနည်းလေးထပ်ချုံလို့လာရသေးတယ် okay ဆိုဒီမျိုးတော့ဖြစ်သွားမှာเนาะပြသွားပြီဆိုရင်ဒီတွေကစာတွေတော့ဆက်လို့ထွေထူးညှိစရာမလိုဘူးတခြားဟာတွေကတော့ဒီမျိုးပုံစံနဲ့ညှိရမယ်ပေါ့နော် okay ဒီလိုမျိုးလေးတော့ရမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကဒီပိုင်းလေးပြီးသွားပြီဒီပိုင်းလေးပြီးသွားပြီဆိုရင်တော့ဆရာတို့ဒီအောင်သွားမယ် cell B3 မှာတဲ့ formula က to display the fastest lamp time ကိုဆရာတို့ကတွက်ပေးရမယ်ပေါ့နော်အဲ့တော့ fastest lamp time data display လုပ်ထားရတဲ့ fastest lamp time ဆိုတာဒီမှာပေါ့နော်ဒီတွေက fastest အဖြစ်ဆုံးအဲ့တော့အမြန်ဆုံးဆိုတာကအချိန်အားဖြင့်ဆိုရင်တော့အနည်းဆုံးကဒါအမြန်ဆုံးပဲအနည်းဆုံးကပြောတာပေါ့နော်အနည်းဆုံးပေါ့အနည်းဆုံးကအမြန်ဆုံးပဲသူက minimum ဆိုတာကိုသုံးမယ်ဒီ range ထဲကနေမှဆိုတော့သွားပြီးတော့ ရှုမှာဆိုတော့ control shift down arrow ဆိုပြီးတော့ select ဆွဲလိုက်မယ်ဒီကောင်ကိုဆိုတော့ quit ပေးလိုက်မယ် enter ခေါက်လိုက်မယ်အဲဆိုရင်အနည်းဆုံးတန်ဖိုးထွက်လာရင်သူဒီအမြန်ဆုံးဖြစ်မယ်နော်နောက်တစ်ခါကျတော့လေ B4 မှာကျတော့ဆိုတော့ slowest နော် slowest ဆိုတာကဘာလဲဆိုတော့အနည်းဆုံးပါနော်အနည်းဆုံးကိုဆိုတော့ B4 မှာထည့်ပေးရမယ်ဒါ B4 မှာ slowest ဆိုတော့အချိန်အကြာဆုံးကအနည်းဆုံးပဲပေါ့နော်ပြောရရင်အများဆုံးကအနည်းဆုံးပဲအဲဆိုရင် max ဆိုတဲ့ function ကိုဆက်လို့သုံးမယ် lamp time နေရပဲပေါ့နော်ဆက်လို့ down arrow ထည့်နှိပ်ပြီးတော့ select ဆွဲလိုက်မယ်ဝင်ပိတ်ပြီးတော့ enter ခေါက်လိုက်မယ်အဲ့ဒါလေးရလာမယ် B5 မှာဆိုရင် formula က average lamp time ကိုဆက်လို့တွက်ပြရမယ်ဆိုတော့ဒါ average တွက်ပြရမှာပေါ့နော်ဒီ တွက်ကြတယ်နော် equal to average ဆိုတော့ average ကိုတွက်ပေးမယ်အဲ့တော့ဘယ်ကနေပဲထိလဲဆိုတော့ဒီကနေအကုန်လုံး select ဆွဲပါလိုက်ပေါ့နော်ဒီဟာအကုန်လုံးကိုဆက်လို့တွက်ပေးမယ် okay အဲ့ဆိုရင်နောက်တစ်ခု B6 မှာဆိုရင် formula က the number of lamps ဆိုတော့ဒါ
အကျင့်ရအတွက်ကိုရည်အတွက်ခိုင်းတာပါနော် where supercharge က on supercharger က on ဖြစ်တဲ့ဟာကိုအရေးအတွက်ကို B ဆက်မှာတွက်ခိုင်းတယ်အဲဆိုရင်ဒီမှာ count လောက်ခိုင်းတာပါနော် supercharger on ဖြစ်တယ်ဆိုတာဒါ count လောက်ခိုင်းတာမှာ condition နဲ့ count ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ count ဖြစ်သွားမှာနော် count is ဆိုပြီးတော့ဆက်လို့ဒီမှာ range ကကျတော့ supercharger ဆိုတော့သွားပြီး select ဆွဲမယ်ဒီကောင်အကုန်လုံးကို select ဆွဲမယ် comma သူကကျတော့ဘာဖြစ်ရမလဲဆိုတော့ on ဖြစ်ရမယ်အဲ့တော့ on ဖြစ်တဲ့အရေးအတွက်ကို count လောက်ခိုင်းတာနော်အဲ့ဒါခေါ်လိုက်မယ်ဒါဆို18ဆိုတဲ့ဟာရနော်အဲ့ဒီတစ်ခုကကျတော့ဘာရှိမလဲဆိုတော့ B7 မှာဆိုရင် formula က the number of length ပဲဒါပေမဲ့ off ဖြစ်တဲ့အခြေအနေကိုသွား count လောက်ခိုင်းတာအဲ့ဆိုရင်ဆိုတော့ဒီဟာနဲ့သဘောတရားတူပဲဆိုတော့ဒီ equation လေးကိုဆက်ကူးလိုက်မယ်ကူးလိုက်ပြီးတော့ဆိုတော့ဒီမှာလာပြီးတော့ sorry ကူးလို့နာနော်အဲ့ဆိုရင်ခုနဟာလေးပြန်ရေးရရမယ်မလိမ္မာနှခါမောအဲ့ဆိုရင် count if ဝင်ပြန်ဖွင့်မယ် range ကကျတော့ဒီ range control shift down arrow အကုန်လုံးယူမယ်ပြီးရင် comma ချမယ်ဟိုကျတော့ဘာဖြစ်ရမလဲဆိုတော့ on ဖြစ်တဲ့ဟာကိုဆိုရွေးမယ် on ဖြစ်တဲ့ဟာကိုရွေးမယ်ဒီကောင်အကုန်လုံးကိုဆရာ control C လုပ်ပြီးတော့ copy ကူးပြီးအနောက်ခေါက်လိုက်မယ်ဒီမှာ18ပေါ့နော်အဲဒီမှာလည်းသဘောတရားတူတူပဲသူကကျတော့ဘာဖြစ်သွားလဲဆိုတော့သူဟာက off ဖြစ်သွားပေါ့နော်ဒီလိုလေးပဲကွာသွားတာနော်သဘောတရားတူတယ်ပေါ့စုစုပေါင်းတော့40ရှိရနော်18နဲ့20နဲ့အဲ့တော့ on ဖြစ်တာ18 off ဖြစ်တာ20နဲ့ပြင်ထားတဲ့တစ်ခွက်မှာဆိုရင်တော့ cell B8 မှာ formula က to calculate the average lamp time ကို average အနေနဲ့တွက်ပြရမယ်။ဘာဖြစ်ရမလဲဆိုတော့ supercharge ကလည်း on ဖြစ်ရမယ်။အဲ့တော့ average lamp time ကိုတွက်တဲ့အခါမှာ on ဖြစ်တဲ့ဟာကို average တွက်ရမှာဆိုတော့ဒါဒီဘာနဲ့သဘောတရားတူလဲဆိုတော့ average ကိုမှတွက်တဲ့ဟာကို condition ပါတော့ average if ဖြစ်သွားမှာပေါ့နော် average if အဲ့တော့ range ကဆိုတော့ဘာကိုကြည့်မှလဲဆိုတော့ဒီsupercharge ပဲပေါ့နော်ဒီကောင်ကဘာဖြစ်ရမလဲဒီတွဲလုံးကကျွန်တော် comma သူရဲ့ criteria ဒီ on ဖြစ်တဲ့ဟာနော် on ဖြစ်တဲ့ဟာကိုမှ comma ဘာကိုတွက်မလဲဆိုတော့ lamp time နော်ဒီ lamp time ကောင်ကိုတွက်နော်ဒီမျိုးပုံစံနော်ဒီတဲက on ဖြစ်တဲ့ lamp time တွေကိုပဲတွက်မယ်ဆိုတဲ့ date ပေါ့နော်အဲဆိုရင်ဒီဖြစ်ရမယ်အဲဆိုရင်ဆရာတို့ဒါလေးကို copy ကူးလိုက်မယ် control C အဲ့ဒါခေါက်လိုက်ပြန်နော်ပြင်ဒီတဲကို control V ထည့်မယ်ဘာကြောင့်မို့လဲဆိုရင်အဲ့ဒါမေးခွန်းကဒီမှာ cell B9 မှာ formula က to calculate the lamp time ကိုမှာ supercharge off ဖြစ်တဲ့ဟာလို့ပြောထားတယ်အဲ့ဒါဆိုရင် on နေရာမှာဘာပဲပြောင်းရမလဲဆိုတော့ off လေးပဲပြောင်းရမှာပေါ့နော်အဲ့ဒါဒီမျိုးလေးရလာမယ်နော်ဒီ point နဲ့တော့ဒီမျိုး copy ကူးပြီးဆွဲချလို့မရအောင်နော်ဘာကြောင့်မို့လဲဆိုတော့ဒီမှာ dollar sign နဲ့ထည့်ထားမှသာ data value ကမပြောင်းတာဆိုတော့ဒီမှာ dollar sign မထည့်ထားတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဘာကြောင့်မထည့်လဲဆိုတော့တချို့ကျောင်းသားတွေရဲ့ set တွေမှာကျတော့ဆိုတော့ shortcut key သုံးရတာလည်းနည်းနည်းခက်ခဲတယ်ကိုယ်တိုင်လိုက်ထည့်နေအချိန်ပိုကြာမှာဆိုတဲ့အတွက်ကြောင့်မို့မတင်တာဖြစ်တယ်တင်လို့လည်းရတယ်ပေါ့နော်မတက်တာတော့မဟုတ်မတင်တာပါပြီးရင်နောက်တစ်ခါကျတော့ cell B10 မှာ formula ထည့်ပြရမယ် SC success ကိုတဲ့ if average lamp time က faster with the supercharge on supercharge on ဖြစ်တဲ့ဟာရဲ့ average lamp time ကဒါမြန်မယ်ဆိုရင်ပို့ပြီးတော့မြန်နေမယ်ဆိုရင်တော့ဗောနော် SC success ဖြစ်မယ် if not မဟုတ်ရင်တော့ SC fail ဖြစ်မယ်ပြီးရင်ဒါကိုဆက်လို့ save ပြရအောင်အဲ့ဆိုဒီမှာနှစ်ခုရှိတယ် on က off တက်မြန်နေဆိုရင် SC success ပေါ့ဘောတရားတော့အဲ့တော့မမြန်ဘူးဆိုရင်တော့ဟို SC fail ပေါ့နော်အဲ့ဖြစ်ရမှာအဲ့ဆိုရင် condition ပေါ့ if ဒီ on ဆိုတဲ့အကွက်ဒီ data တက်မြန်နေဆိုတာကပိုကြည့်ရပါဘောနော်ဒီကောင်ထက်ကြီးလားကြီးတဲ့ဆိုရင်တော့ဆက်လို့ဘာပြမလဲဆိုတော့ SC SU S ကအသေး SUCC ESS ပြမယ်နော်ဒါလေးပြမယ်မဟုတ်ရင်တော့ဗာပြမယ်ဆိုတော့ SC FAILED fail ဆိုတာကိုပြမယ်မျိုးလေးပါနော်အဲ့တော့ on the off time မြန်လားမြန်နေဆိုရင် SC success ဖြစ်မယ်မမြန်ဘူးဆိုရင်တော့ fail ဖြစ်တယ်ဆိုတဲ့ဟာလေးထည့်ရေးခိုင်းတယ်နော်အဲ့ဆိုရင်တော့ဒီမှာတော့ success ဖြစ်တယ်ပေါ့နော်အဲ့ပြီးပြီဆိုရင်တော့ဗာကြံနေလဲဆိုရင်ကျွန်တော် formula ကိုပြပြီးတော့ print ထုတ်ရမယ်အဲ့တော့ print လုပ်ရမယ်ပေါ့နော် print out landscape orientation ဖြစ်ရမယ် row and column heading က display ဖြစ်ရမယ် column ဟောဆရာ fully visible ဖြစ်ရမယ်ပေါ့နော်အဲ့ဒါကိုဆရာက print ထုတ်ရမယ် print ထုတ်မယ်ဆိုတော့ formula ကိုပြရမယ်ဆိုတော့ show formula ကိုဖွင့်မယ်ပြီးရင်ဆရာတို့ဒါလေးကိုရှင်းလိုက်မယ်ပေါ့နော် okay ဒီမျိုးလေးဖြစ်လာမယ်မျိုးလေးဖြစ်လာပြီဆိုရင် file ကနေ print ကိုသွားမယ်အဲ့တော့ print ကနေမှဆရာတို့ဒါက landscape orientation ဖြစ်မယ် row and column heading က display ဖြစ်မယ်okay နိုင်မယ်အဲ့ဒီမျိုးလေးရလာပြီရလာပြီဆိုရင်ဆရာတို့စာရွက်ကတော့ဒီမှာ2ရွက်ထင်းနဲ့ဆက်နေပါတော့အကယ်မင်းတို့ဒီ column ကမဆက်နေဘူးဆိုရင်ဘာနဲ့ညှိလို့ရလဲဆိုတော့ဒီ no skin လေးကို fit all column on one page ဆိုတာလေးနဲ့ဆိုတော့ညှိလိုက်တယ်ဆိုရင်ဒါဆက်သွားနိုင်မယ်ပေါ့နော်ဆရာကတော့အခုလောလောဆယ်မှာ design နဲ့ဆက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ပြ
ပြင်စရာတော့မလိုတော့ဘူးအကယ်မင်းတို့ကမဆန့်ဘူးဆိုရင်တော့အဲ့ဒါလေးနဲ့ပြင်လို့ရပါတယ် Okay အဲ့ဆိုရင်တော့ဆရာတို့ဒီမှာသူပြောထားတဲ့အတိုင်းအကုန်လုံးအဆင်ပြေပြီဆိုတော့ဆရာ print ထုတ်လိုက်တော့မယ် exam မှာဆိုရင်တော့မင်းတို့ printer နဲ့ရွေးပြီးထုတ်ပါဆရာတို့ဒီမှာလေ့ကျင့်တာမလို့ဒီ PDF printer နဲ့လေ့ကျင့်တယ်အဲ့ဆိုရင်ဆရာတို့ဘယ်မှာသိမ်းမလဲဆိုတော့2025 May June 31နဲ့မှာဒါဒုတိယ print out အနေနဲ့ print out 2ဆိုပြီးတော့ထွက်သွားမယ်ပေါ့နော် Okay အဲ့ပြီးရင်ဘာရှိလဲဆိုတော့ print ထုတ်ရမှာပဲဆရာတို့ဘာထုတ်မလဲဆိုတော့ value တွေကိုပြပြီးတော့ print ထုတ်ရမယ် fit on ကလည်း single page မှာဖြစ်ရမယ် portrait orientation ဖြစ်ရမယ် row and column header က not display ဖြစ်ရမယ်အဲ့ဆိုရင်ဆရာတို့ဒီကောင်ကို value ပြန်ချိန်မယ် value ပြန်ချိန်ရင်တော့ဒီကောင်လေး use site ပေါ့နော်ပျောက်သွားတတ်တယ်အဲ့ဆိုရင်ဆရာတို့လေးပြန်ညှိနိုင်မယ်ပေါ့နော်ပြန်ညှိတော့ super charger ဘာညာအဆင်ပြေတယ်အဲ့ဒါလေးနည်းလေးဒီဘက်ပြန်ကတ်လိုက်မှာဟုတ်ဟုတ်ဆက်အဲ့တော့ရန်လေးရပြီအဲ့ပြီးဆရာတို့ဒီကောင်လေးကိုပဲဒီဘက်လေးနည်းလေးပြန်ညှိနိုင်မယ် okay ရပြီနော်အဲ့တော့ဒီမှာကွယ်နေလားအဲ့တော့ဒီမှာဒီတစ်ခုဆိုရင်ဆရာတို့ off နဲ့မှာဆရာတို့ဖြစ်သွားပါနော်အဲ့ဆိုရင်ဒီကောင်လေးဒီမှာပြတ်သွားပြီဆိုဒီကောင်လေးဒီဘက်လေးနည်းနည်းလေးတိုးမယ်ဒီကောင်လေးဒီဘက်လေးတိုးမယ် Okay အဲ့ဆိုရင်ဒီဟာလေးနော်အပြည့်စုံပြန်ပေါ်အောင်လုပ်ပါနော်အဲ့ဆိုရင်ဆရာတို့လိုချင်တဲ့ပုံစံတိုင်းပြန်ပြီးတော့ပေါ်လာပြီဆိုရင်ဆရာတို့ဒီဟာလေးလည်းမှန်ရမယ်နော်အဲ့အမျိုးပေါ်လာပြီဆိုရင်တော့ဆရာတို့ file ကနေ print ကိုသွားမယ်အဲ့ print ထုတ်တဲ့ဟာကဆရာတို့ဘယ်မှာဖြစ်ရမလဲဆိုတော့ portrait မှာဖြစ်ရမယ် row and column heading are not display ဖြစ်ရမယ် okay နိုင်မယ်အဲ့တော့မပေါ်ဘူးပေါ့နော်မပေါ်ဘူးပြီးကြရင်ဆရာတို့က fit or single page ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ fit sheet on one page ဆိုတာလေးရွှေ့မယ်နော်အဲ့ဒီမျိုးလေးတစ် page ထဲမှာပဲအကုန်လုံးပေါ်ရမယ်အဲ့တော့ဒီအရင်ကြည့်ရင်တော့သေးရလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ exam မှာဆရာ printer နဲ့ထုတ်ကြည့်ရစာရွက်နဲ့ထွက်လာတယ်ဆိုတော့အဲ့လောက်ကြီးမသေးနေတာကိုတွေ့ရလိမ့်မယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဆရာတို့လိုချင်တဲ့အတိုင်း perfect ဖြစ်ပြီဆိုတော့ဒီမှာ exam မှာမင်းတို့ printer ရွေးဖို့မမေ့နဲ့နော်ပြီးရင်ဆရာတို့ဒီမှာလေ့ကျင့်တာမလို့ဒါနဲ့စမ်းထုတ်လိုက်မယ်ဒါက print out number 3ဖြစ်ပါမယ်အဲ့ဆိုရင်ဆရာတို့3ရက် print ထုတ်ရတယ်နော် okay အဲ့ဆိုရင်ဆရာတို့ Excel လေးလည်းပြီးသွားပါပြီမကြမ်းတော့ဘူးပေါ့နော်ဟုတ်ပါမယ်ရမယ်လို့မျှော်လင့်ပါတယ် okay bye bye